ကြံခင်းလေဟာကုန်းလေးပေါ်မှာတဲလေးတစ်လုံးတည်ရှိလေတယ်။အဲ့ဒီတဲကဖိုးထွေးရဲ့တဲဖြစ်တယ်။ယခုထူတဲလေးအတွင်းမှာငုံငန်ထိုင်နေသည့်ကိုညိုမောင်နဲ့အတူဘိုးတင်ပေါက်တူးနဲ့မင်းအောင်တို့အတူထိုင်နေကြတယ်။မင်းအောင်ဒီစိတ်မကောင်းဖြစ်နေတော့ကိုညိုမောင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးကိုညိုမောင်ခမ ्या ကိုကျုပ်တို့ယုံပါတယ်။ခမ ्या ကအဲ့ဒီလိုအလုပ်မျိုးပဲတော့မှလုံးမဲ့သူမဟုတ်ဘူး။မင်းတို့ယုံမိမဲ့ရွာတွေကလူတွေကငါ့ကိုယုံမှာမဟုတ်ပါဘူးကွာ။ငါကောင်ကလည်းဘာဖြစ်သွားမှန်းကိုမသိတာ။အေးဗျာဒေါ်တုံနဲ့မတန်းရင်တို့ရှိမှပဲဖြစ်သွားတာဆိုတော့လေပြဿနာကအတော်ကြီးသွားတာပေါ့ခမ ्या ဘလို့ဖြစ်သွားတာလဲဗျာကျုပ်ဖြင့်ဘလို့မှနားမလဲတော့ဘူးငါလည်းဘာမှကိုမသိလိုက်ပါဘူးဒေါ်တုတ်ခေါင်းကိုရိုက်လိုက်တော့မှပြန်တတိရလာတာအဲ့တော့မှငါလည်းသူ့ကိုပြန်လွတ်ပေးလိုက်မိတယ်ခက်တော့လေခက်သားဗျာဘိုးတင်မင်းရောခုကိစ္စကိုဘလို့ထင်တော့မင်းအောင်ဒီကိုညိုမောင်နဲ့စကားပြောရင်းမှညီတက်စွာဖြင့်စဉ်းစားခံထုတ်နေပုံရတော့ဘိုးတင်ကလည်းမင်းလိုက်ချင်းနေသူတို့မေးလိုက်တဲ့အခါဘိုးတင်ဒီဦးကောင်းကိုခါရမ်းလိုက်ပြီးတော့ကျုပ်လည်းတေချာတော့မသိဘူး။ဒါပေမဲ့ရိုးရိုးသားသားမဟုတ်ဘူးဆိုတာတော့ကျုပ်သိတယ်။မင်းပြောတာငါမရှင်းဘူး။ကျုပ်မိန်းမကလူလဲဗျ။သူ့မှာကြံရှိလို့ဒေါ်တုံးနဲ့မတန်းရင်ကိုခေါ်သွားတာပဲဖြစ်ရမယ်။ဘလို့ကြံလဲ။အမှန်တိုင်းပြောရရင်ကိုညိုမောင်ကိုကျုပ်မိန်းမကအညှိုးထားနေတာဗျ။အဲဒါကြောင့်သူတခုခုလှုပ်ထားတာဖြစ်နိုင်တယ်။လှုပ်ပါအောင်ကွာ။ဘလို့လှုပ်ထားတာဖြစ်နိုင်လေအဲ့ဒါတော့ကျုပ်လည်းမသိဘူးတေချာစုံစမ်းရမှာပေါ့ဗျာဒါနဲ့ကိုဖိုးထွေးနဲ့ကိုတာရတို့မလာကြသေးဘူးလားမလာသေးဘူးကွအောင်တန်းတို့တော့ပြောခိုင်းထားတာပဲကိုကြီးညို့မောင်ကိုတယောက်တည်းလွတ်ထားလို့မဖြစ်ဘူးဗျကျုပ်တို့လည်းရွာထဲပြန်ပြီးအခြေအနေကိုကြည့်ရအောင်ပါငါတို့စောင့်ကြည့်ထားလိုက်မယ်လေမင်းတို့လှုပ်ဆက်ရှိတာသွားလို့ပေါ့မဖြစ်သေးဘူးဗျခင်ဗျားတို့ကမိန်းမရှိတယ်ဒီမှာညအိမ်ဆောက်လို့အဆင်ပြေမှာမဟုတ်ဘူးအေးအဲ့ဒါတော့ဟုတ်တယ်ကွာဘိုးတင်တို့၃ယောက်နဲ့မင်းအောင်တို့၂ယောက်စကားပြောနေချိန်ကိုညိုမောင်ဒီတဲပြင်ကိုငေးကြည့်မြဲငေးကြည့်နေတယ်အဲဒီချိန်တဲလေးပေါ်သို့ဖိုးထွေးတာရတို့နဲ့အတူကိုမြကြီးနဲ့ကိုညိုကြီးတို့၂ယောက်ဝင်လာကြတယ်သူတို့လည်းတဲပေါ်ရောက်သည်နဲ့စိတ်မကောင်းဖြစ်နေသည့်ကိုညိုမောင်အားကိုမြကြီးမှဦးစွာနစ်သိမ့်လေသည်ညိုမောင်ဘာမှစိတ်မကောင်းမဖြစ်နဲ့ကွာမင်းဒီလိုအကျင့်ရှိတဲ့သူမဟုတ်ဘူးဆိုတာငါသိတာပေါ့ကိုမြတို့ကယုံမိမဲ့ရွာတွေကလူတွေကတော့ယုံမှာမဟုတ်ဘူးဗျကျုပ်ကတော့လုံးဝကိုအဆက်ကွဲပါပြီဗျာမင်းကလည်းကွာကိုတကယ်လှုပ်ခဲ့တာမှမဟုတ်တာဘာလို့အဆက်ကွဲရမှာလဲမဟုတ်ဘူးကိုမြကျုပ်လှုပ်ခဲ့မိတယ်ကိုညိုမာမချိုးတော့ဝင်ခံပြောကြလာဒီအခါအကြောင်းမသိသေးတော့ကိုမြကြီးတို့ကအံ့ဩသည့်မျက်နှာဖြင့်ကိုညိုမာအားကြည့်လာကြသည်တို့ကပေသူတွေအဖြစ်မှန်ကိုခက်မြက်မြန်ပဲရှင်းပြလိုက်တော့သည်မဟုတ်ဘူးကိုကြီးမြကြီးတို့ကိုကြီးညွန့်မောင်ပြောတာဒီလိုဗျပေဒူးတေချာရှင်းပြလိုက်တော့အခါမှာအချောင်းဆောင်တည်သွားကြတော့ကိုမြကြီးတို့ဒီလွန်စွာမှတန်းတော်ဖြစ်သွားကြလေသည်ပေဒူးမင်းပြောသလိုဆိုဦးအောင်မိမကအကြံနဲ့လောက်တာပေါ့အေးပေါ့ဗျာကိုကြီးညွန့်မောင်ကြီးကမိမယူမယ်ကြတော့အခုလိုလောက်တာပဲနေမှာမပြောတတ်ပါဘူးကွာအဲ့ဒါတွေတော့ဘိုးတင်မယ်နားလဲမှာကဲဘိုးတင်မင်းဘယ်လိုတွေးတာလဲကိုမြကြီးမှဘိုးတင်အားမေးစကားဆိုလာရဘိုးတင်ဒီဦးကောင်းကိုငိမ့်ပြလိုက်ပြီးတော့အခုလောလောဆယ်တော့ပြိုကြီးနဲ့ကျုပ်အဘကိုအရင်ရှင်းပြလိုက်မယ်ဗျာနောက်မှတမျိုးစီစဉ်ကြည့်တာပေါ့အေးကွာရွာထဲမှာလည်းလူပြောများနေပြီကိုညိုကြီးပါစက်မှာထိုးထိုးလက်ခနဲ့ထွက်သွားလေရာကိုညိုမောင်တယောက်ကိုညိုကြီးကလှည့်ကြည့်လာပြီးတော့ရွာထဲကလူတွေကျုပ်ကြောင်အကုန်တိသွားပြီလားအဲ့ဒါလေအမှန်တိုင်းသာပြောစမ်းပါကိုညိုရကိုညိုမောင်ဒီကိုညိုကြီးကိုကြည့်ပြီးမေးလိုက်သည်ထိုကကိုညိုကြီးဒီဘိုးရင်အားကြည့်ပြီးတော့မျက်ခုံးပြပြလိုက်လေသည်ဘိုးရင်ဦးကောင်းကြီးပြလိုက်တဲ့အခါမှာသူဒီကိုညိုမောင်ရဲ့အမေကဖြေချလိုက်ပါသည်မင်းသိတဲ့အတိုင်းပဲညိုမောင်ရမတုတ်ဆိုတာရွာရဲ့အော်လန်လေးကွာမတုတ်သိရင်တရားလုံးသိတာပဲပေါ့ကျုပ်ထင်ပါတယ်ကျုပ်ရှက်လွန်လို့တေးတာတေးလိုက်ချင်တော့တယ်ဗျာကိုညိုမောင်မထိုစကားဆိုသည့်အခါကိုညိုကြီးစီတာမကတဲသွင်းရှိလူများအားလုံးအထိတ်တလန့်ဖြင့်ဝိုင်းဝန်းဖြောင်းဖျားကြလေသည်ညိုမောင်မင်းပေါက်ကြရတယ်မတွေးနဲ့လေမင်းမမှာငါတို့ကာလာသားတွေအကုန်ရှိပါတယ်ကွာဟုတ်တယ်ကိုညိုမောင်ခင်ဗျားမတွေးကောင်းတာတွေရှောက်တွေးမနေနဲ့ခင်ဗျားတယောက်ထဲမှမဟုတ်တာကျောက်တို့တွေအားလုံးလည်းခင်ဗျားပဲရှိနေတာ哦ညိုမောင်မင်းအဲ့ဒီလိုတွေမတွေးစမ်းနဲ့ကွာလူတွေဆိုတာချီးမုန်း9ရက်ကဲရက်9ရက်ပါပဲကွာသိခေါင်းနဲ့မထားနဲ့တဲတွင်းရှိနေတော့သူများမှကိုညိုမောင်အားဝိုင်းဝန်းနေသိမ့်ကြလေသည်တို့ပေမဲ့ကိုညိုမောင်၏မျက်နှာမှာစိတ်မကောင်းဖြစ်နေသည့်အတွင်ကတစ်စက်ကလေးမှမလျော့သားပဲနဲ့
အပြင်ဘက်ကိုငေးကြည့်မြဲငေးကြည့်နေလေသည်ဘိုးရင်ဒီကဖိုးထွင်းနဲ့တာရတို့ကိုကြည့်လိုက်ပြီးတော့ကိုဖိုးထွင်းနဲ့ကိုတာရခမည်းတော်ကိုကြီးညို့မောင်ကိုကြည့်ထားလိုက်အောင်ကျုပ်တို့ရွာထဲသွားလိုက်အောင်မယ်အေးဘိုးရင်စိတ်ချလက်ချသွားငါတို့ကြည့်ထားလိုက်မယ်ကဲအဲ့ဒါဆိုကျုပ်တို့လည်းသွားအောင်မယ်ဗျာဘိုးရင်ဒီထိုးထိုးပြောပြီးနောက်တဲတွင်းရှိတော်သူများကိုနှုတ်ဆက်ကပေသူတအေးနဲ့သူတဲကုန်းလေးပေါ်မှာဆင်းသွားလေသည်တဲတွင်းမှာတော့ကိုမြကြီးအပါဝင်တဲတွင်းကြံတဲ့သူများဒီကိုညိုမောင်အားဝိုင်းဝန်းနစ်သိမ့်နေကြပါလေတော့ဒီငါတူလန်ပါနင်းအားလားအားရလေဘာလို့လဲလေးလေးငါနေလိုက်ခဲ့စမ်းပါဟဲရွာထဲမှာကြားနေတဲ့တည်င်းတွေကတကယ်လားဆိုတာသိချင်လို့ဘာဟိုတော့လေးလေးကညိုမောင်ကိစ္စလေဒေါ်တုတ်ဆိုတဲ့ဒေါ်ကြီးကရှောက်ပြောနေတာပဲနေမှာကျုပ်ကတော့မယုံဘူးကိုညိုမောင်ကြီးဆိုတာလေးလေးသိတဲ့အတိုင်းလူယိုးကြီးဟာကိုလာဒေါ်တုတ်စီကိုရင်သွားမိမယ်ဒေါ်ပေါ်လေးလင်းရှောက်ပြောနေတယ်ဆိုရင်တော့ငါနဲ့တွေ့မယ်ကောင်းတယ်အဲ့ဒါဆိုကျုပ်လဲလိုက်မယ်အပြိုကြီးတို့တူဝါကြီးနှစ်ယောက်ကအိမ်ရောက်တန်လျားတွင်စကားပြောဆိုပြီးနောက်အိမ်ဝိုင်းပြင်သို့ထွက်ပြီးတော့ဒေါ်တုတ်အိမ်စီကိုခြေဦးလဲလိုက်လေတယ်သူတို့ကရွာလေလမ်းအတိုင်းရှောက်ပြီးဆက်ဆက်ဆွဆွရှိလွန်းတဲ့တောပုအမိရတဲ့အမျိုးသမီးတူဦးနဲ့ဆုံလေတယ်အဲ့ဒီမျိုးကြီးကအပြိုကြီးအမြင်တဲ့အချိန်မျက်နှာနေမျက်နှာထားပြင်စတင်ဆက်စုပါလေတော့ဒီပြိုကြီးနဲ့တွေ့တာအတော်ပဲငါမေးချင်လို့ဟေးဒေါ်ပုကဘာမေးမှာတော့တခြားတော့မဟုတ်ပါဘူးနင့်ကောင်ညိုမောင်ဦးအောင်မိမကိုကြံလို့ဆိုကြီးတော်ဘလူးပြောလဲဒီတဲ့င်းကတရားလုံးနဲ့နေပါပြီဟဲ့နင့်ကောင်ကမတ်တုပ်ရှိမရှောင်သွားလောက်တာတဲ့လေဒီရက်ပိုင်းတွင်တို့ရလောက်ပဲတိမှာနောက်ပတ်လောက်ဆိုတခြားရွာတွေအထိတဲ့င်းကပြန့်သွားမှာကြီးတော်ကလည်းတက်တာကြီးတာတိတ်ဆက်စုတာပဲဆက်စုချင်အောင်လုပ်တော့လဲဆက်စုရတော့ဘောတော့ညိုမောင်ကတော့နေရောင်လို့မလို့တော့မစင်းစားနေတော့နော်အဲ့ဒီလိုမျိုးအကျင့်ရှိတဲ့သူတွေကဘယ်တော့မှပျောက်မှာမဟုတ်ဘူးတော့အဲ့ဒါကျုပ်ကိစ္စပါတော့ကြီးတော်နဲ့ဘာမှမဆိုင်ပါဘူးကဲလမ်းပါတို့သွားရအောင်အပြိုကြီးကရွာထဲမှာကြားနေရတဲ့ဒင်းတွေကိုလုံးဝလက်မခံပါဘူးဘာကြောင့်လဲဆိုကိုညိုမောင်ပေါ်လုံးဝအုတ်တုံယုံကြည်ထားတာကြောင့်ပါထို့နောက်သူမသည်သူဖြစ်သူလမ်းပါကိုခေါ်ကဒေါ်တို့အိမ်တို့ခက်မြင်မြန်သွားလိုက်လေသည်ဒေါ်တို့အိမ်ရောက်တော့အကြော်ကြော်နေသည့်အချိန်မဟုတ်တော့လေအကြော်တန်းများတွင်လူအများပြေးလို့နေပါသည်သူမတို့မှရွာထဲမှာကာလာသမီးများဖြစ်ကြလေသည်သူတို့ဒီအပြောကြီးတို့သူဝအေးလာဒီကိုမြင်တော့ခါပြောလဲစကားတွေကိုရက်ပြီးတော့အချင်းတွေကိုစောင့်ကြည့်နေသည်များမကြတော့အချိန်မှာပဲအပြိုကြီးဒီဒေါ်တုတ်ထိုင်နေသည့်တန်းလျားနဲ့မျက်နှာချင်းဆိုင်တန်းလျားမှာဝင်ထိုင်လိုက်သည်နဲ့အမေစကားအဆိုလိုက်လေသည်မတ်တုတ်ကျုပ်မေးစရာရှိလို့လာတာငါလည်းနင့်ကိုပြောစရာရှိလို့လာမလို့ပဲနင်လာတာနဲ့အတော်ပဲကဲပြောလေတောင်းဦးမတ်တုတ်ညိုမောင်ကြောင့်ရှောက်ပြောနေတယ်ဆိုညိုမောင်ကဦးအမိမကိုလုံးဝစိတ်ဝင်စားမှာမဟုတ်ဘူးနင်အဲ့ဒီလိုပြောမယ်ဆိုတာငါသိပြီးသားငါပေါက်တက်ကရရှောက်ပြောတယ်လို့ညီးထင်နေတာမလားမတ်တုတ်ထင်လွဲနေတာနေမှာပါညိုမောင်မအဲ့ဒီလိုမကောင်းတဲ့စိတ်မရှိတာကြုတ်သိဆုံးဒေါ်စမ်းမယောက်ျားတွေဘလောက်မာယာများတယ်ဆိုတာညီးမသိလို့ဒီစကားပြောနေတာညီးကောင်ညိုမောင်ကဦးအောင်မိမကိုတကယ်ဆွဲလာရန်လာလောက်ခဲ့တာဟဲ့တော့မျက်လုံးနဲ့မြင်ခဲ့တာမလို့တက်အဆွဆွဲနေတာလားငါရှိမှာကိုနင့်ကောင်ကဆွဲလာရန်လာလောက်တာဟဲ့ဒေါ်စမ်းမကျုပ်ကတော့ညိုမောင်ကအဲ့ဒီလိုလုံးမဲ့လူစားလုံးဝမဟုတ်ဘူးဆိုတာယုံနေတကယ်ဒါမှန်နေဦးအောင်မိမရွာလူကြီးတိုင်တာကြားပေါ့ကျုပ်လုံးဝမယုံဘူးရှင်တို့ကိုဘာတွေပေးထားလို့ညိုမောင်ကိုကြောက်ချနေတာလေနင်ကတော့တော်တော်လင်နာယူနေပြီပဲတောင်းမတ်တုတ်ကျုပ်လင်နာယူတာမဟုတ်ဘူးရှင်တို့ကမြင်နေရလန်ဆိုင်နေကြတာကျုပ်ထက်ပြောထားလိုက်မယ်နောက်တစ်ခါကျုပ်ရှိမှညိုမောင်ကြောင့်မကောင်းပြောလို့ကတော့အဲ့ဒီကောင်မကိုပါဆွဲရိုက်မှာတောင်းဦးတဲ့ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်ငါကလေနင့်ကောင်ဘာကောင်လဲဆိုတာလက်တွေ့ပြမယ်နင်ငါအိမ်လာတာဘာကိစ္စလဲတော်ကြီးညိုမောင်မကောင်းကြောင့်ရှောက်ပြောနေတာရက်တက်ဖို့လာပြောတာငါကပေါက်ကရပြောနေတယ်လို့ဆိုချင်တာလားမိတောင်းဦးငါကလေအတင်းပြောရင်ပြောမယ်အေးငါပြောတဲ့အတင်းတွေကလည်းအမှန်ကြီးပဲနေ့လင်ပြောရမြရုံမနေနဲ့အချင်းကြီးကတစားပြီးတစားပိုဆိုးလာပြီးတော့လမ်းမတယောက်ရက်ကြည့်မနေတာတော့ပဲနဲ့အတော်ဖြစ်သူမတောင်းဦးကလက်မဆွဲကဒေါ်တုတ်ရဲ့အပြင်ကိုခေါ်ထုတ်သွားသည့်အထိဖြစ်ခဲ့တယ်ကျန်တဲ့မိန်းကလေးတွေလည်းဒေါ်တုတ်အားဆွဲထားလိုက်ရလေတယ်မတောင်းအိမ်ဝိုင်းပြင်ရောက်သွားခါမှဒေါ်တုတ်ဒီပေါက်ချက်ကိုပြင်းစွာခောက်လိုက်တယ်။တောင်းစားမလင်းနာယူမတွေ့မယ်နင့်ကောင်ဘာကောင်လဲဆိုတာတိလာစေရမယ်။လာတန်းရင်နင်းနဲ့ငါရွာလူကြီးသွားတိုင်ရအောင်။ဝဒီမတိုင်လဲနင်းနဲ့ငါတိုင်မယ်။ဖြစ်ပါမလားတော်ကြပြဿနာတွေဖြစ်ကုန်မှဖြစ်။ဘာလို့ဖြစ်ရမှာလဲ။သွားတိုင်မယ်
နှုတ်မို့ဆိုဒီကောင်ညိုမောင်အတင့်ရဲပြီးတော့နောက်ထပ်မိန်းကလေးတွေကိုထပ်မလုပ်ဘူးလို့မပြောနိုင်ဘူးအဲ့ဒါဆိုလေသွားမယ်လေအဲ့ဒါနဲ့ပဲဒေါ်တုတ်နဲ့မတ်တန်းရင်တို့ကတခြားတဲ့မိန်းကလေးတွေကိုအိမ်တွင်ခြံထားခဲ့ပြီးရွာလူကြီးအိမ်တို့ထွက်ခွာသွားကြလေတော့တယ်ဘိုးတင်တယောက်ထမ်းလက်ဖြစ်ပြုတ်လောက်ထားတော့ကလထိုင်နေထိုင်နေရင်အေးလူလူစဉ်းစားနေသည်သူထို့သို့စဉ်းစားနေသည်ကိုကြည့်နေတော့ပေတူးနဲ့တာအေးတို့ကအတန်ကြာတော့အခါစိတ်မရှိပဲမေးလိုက်လေသည်ဘိုးတင်မင်းဒီတိုင်းပဲထိုင်နေတော့မှလားရွာထဲမှာလည်းလူပြိုးများနေပြီတို့ကိုကြီးညိုမောင်လည်းတအားရှက်နေပြီမင်းတစ်ခုခုတော့လုံမှဖြစ်လိမ့်မယ်ငါလည်းစဉ်းစားနေတာငါအပမိမကိုကြီးညိုမောင်ကိုစိတ်ဖောက်ပြန်အောင်ဘယ်လိုများလုပ်လိုက်တာလဲကွာမင်းစဉ်းစားနေုံနဲ့မပြီးဘူးကိုကြီးညိုမောင်ကအဆက်ကွဲနေပြီကွာအေးကွာအချိန်လဲရှိသေးတယ်အခုလိုကိစ္စတွေဆိုတို့ဦးကဲကပူကျွမ်းနေသူ့စီအကြမ်းကြမ်းတောင်းကြည့်ကြမလားကောင်းတယ်ဒါဆိုသွားကြရအောင်ကွာစိတ်မြန်လက်မြန်ရှိတဲ့ဘိုးရင်တို့၃ယောက်ကနေပူနေဒီကိုပဲဒေးသေးမထားတော့ပဲနဲ့အိမ်ဝိုင်းထဲမှာထွက်လာလိုက်လေတယ်သူတို့အိမ်ဝိုင်းပြင်ရောက်ဒီနဲ့အိမ်ဘေးလန်းတစ်ဆင့်မှရွာပြင်တို့ထွက်သွားတော့လမ်းမနဲ့အပြိုကြီးကိုတွေးလိုက်ဘိုးရင်မှာလမ်းအော်ခေါ်လိုက်လေသည်ရိုးအပြိုကြီးဘယ်သွားမလို့တော့ထိုအခါအပြိုကြီးဒီနောက်လေးကြည့်ပြီးတော့ညိုမောင်စီသွားမလို့လေရွာထဲမှာသူ့တည်င်းတွေကမွေးနေတာပဲအပြိုကြီးကအဲ့ဒါကိုယုံတာပဲလားမယုံလို့မတုံနဲ့တောင်စကားများလာပြီငါကိုယ်တိုင်သွားမိမှပဲဖြစ်မယ်နှုတ်မို့ဆိုစိတ်ထဲခိုးလို့ခုလူကြီးနဲ့မနေတတ်ဘူးကိုညိုမောင်ကြီးကအဲ့ဒီလိုလူစားမဟုတ်ပါဘူးဗျာငါလည်းသိပါတယ်ကဲအဲ့ဒါဆိုငါတို့သွားလိုက်အောင်မယ်ဟုတ်ကဲ့ပြိုကြီးနဲ့လမ်းပါဘိုးတင်တို့ကိုနှုတ်ဆက်ပြီးတော့သူတို့တွားမိလမ်းတိုင်းဆက်သွားလေတယ်ဘိုးတင်တို့၃ယောက်ဒီအပြိုကြီးတို့တူဝရီကိုနောက်မှလိုက်ကြည့်ပြီးတော့ပေတူးမှစကားဆပြောလိုက်လေသည်ဘိုးတင်ငါတို့သူတို့နောက်လိုက်သွားကြမလားဘာလို့လဲဟိုမှာကိုညိုမောင်နဲ့အဆင်ပြေပါမလားပြေတော့ပါတယ်ဘိုးတင်နဲ့ကိုသားကလည်းရှိနေတာပဲကိုအေးပါအဆင်ပြေပြီးတာပဲကဲအဲ့ဒါဆိုငါတို့လည်းဦးကဲစီသွားစို့ဘိုးရင်တို့တောင်းရောက်သည်အပြိုကြီးနောက်လိုက်ဖို့ပေတူးစဉ်းစားနေသည်ကိုပယ်ချလိုက်ပြီးနောက်ရိုးစင်ရွာရှိပိယဝိဇ္ဇာဖြစ်ခဲ့သောဦးကဲစီတို့ကြံရံရယူရန်ထွက်လာကြပါလေတော့သည်ဖိုးထွေးတဲလေးတွင်ကိုညမောင်တယောက်ရင်နေအိုးတဲနေလေသည်ယခုကဲ့သို့စိတ်ရောကိုယ်ပါဒုက္ခရောက်နေတဲ့အချိန်မိတ်ဆွေကောင်းများရှိခြင်းအကျိုးအခံစားနေရသည့်အတွက်အစိုးရမှအကောင်းတစ်ခုဟုတွေးမိနေလေသည်တချို့သောမိတ်ဆွေတူများသည်ဖေသနာတစ်ခုဖြစ်သည်နှင့်အများနောက်လိုက်ကကိုအားဆုံးခွာတက်ကြလေသည်ယခုသူ၏ပေါင်းတင်းငယ်ချင်းတွေမှာထို့မဟုတ်သူ့အားယုံကြည်ပြီးဖေးမကြသည့်အတွက်အတော်ကိုစိတ်ခွန်အားများဖြစ်ရလေသည်ထို့သူများသာမရှိကသူ့အနေဖြင့်ဤလောကကြီးတွင်အသက်ရှင်ရက်တည်ရန်အတွက်အင်အားရှိမိတာမဟုတ်တော့ပေထို့ကြောင့်မိတ်ဆွေကောင်းတို့၏အားပေးစကားသည်လောကရန်ကိုခံနေရသည့်အတွက်အကောင်းဆုံးအားစေဟုကိုညမောင်တယောက်မဲ့ယူမိလေတယ်ဖိုးထွေးနေတာရမှာသူ့အားမျက်စိအောက်ကအပြောက်မခံဂီးဆိုင်နေလေသည်ယခုလည်းကြမ်းခင်းကျွတ်အားထဲထိုးနေတော့ဖိုးထွေးသည်တဲကုန်းပေါ်သို့မကြလဲကြည့်လို့နေလေသည်တဲကုန်းသို့မကြလဲကြည့်နေတော့ဖိုးထွေးနာတို့အပြုတ်ကြီးနဲ့လမ်းမားတို့ရောက်လာကြသည်ထို့နောက်သူတို့စကားပြောနေသည်ကိုတဲကုန်းပေါ်မှာကိုညမောင်တယောက်လမ်းမြင်လိုက်ရသည်သူ၏စိတ်တို့အတော်လှုပ်ရှားသွားမိသည်အပြုတ်ကြီးရဲ့မျက်နှာမှာရှင်ပြနေသည်မို့သူအနေငယ်တော့စိတ်သက်သာရာရမိလေသည်ထို့နောက်သူသည်ရေနေကိုတဲနေရာမှထားလိုက်ကတဲတစမ်းမြိတ်တွင်ရက်ပြီးအပြုတ်ကြီးတို့အားလမ်းကြည့်နေလိုက်သည်မကြမီချိန်တိုင်းဖိုးထွေးသည်အပြိုကြီးကသူရှိရသောလက်ညှိုးထိုးပြသည်ကိုမြင်လိုက်ရတယ်။ထိုအခါအပြိုကြီးတယောက်တဲကုန်းပေါ်သို့တက်လာပြီးဖိုးထွေးနှင့်လမ်းပါတို့မှာမူထေရေးပြင်တွင်ကြံခဲ့လေသည်။များမကြသောချိန်တွင်ပဲတဲကုန်းပေါ်သို့အပြိုကြီးရောက်ရှိလာလေသည်။သူမသည်တစိမ့်မြိတ်တွင်ရက်နေသောကိုညိုမောင်အားပြုံးပြပြီးနောက်စတင်စကားဆိုလိုက်သည်။ညိုမောင်နင်းအဆင်ပြေပါရဲ့နော်။တိတ်တော့မပြေပါဘူး။ကျုပ်အကြောင်းကိုမတောင်းလဲကြားပြီးရောပေါ့။ကြားပြီးပြီဟဲ့ဒါကြောင့်လာတာ။နဲဒီလိုကိစ္စမလုပ်ဘူးမလားနင့်ကငါယုံနေကဲပြောအဲ့ဒီနေ့ကဘလို့ဖြစ်ခဲ့တာလဲတိုင်းရင်နဲ့မတုတ်တို့ညာပြောနေတာမလားသူတို့ကဟိုမိမတဘောအတိုင်းရှောက်ပြောနေတာပဲဖြစ်ရမယ်အပြိုကြီးမှထို့ပြောလာတဲ့အခါကိုညမမီတို့ပြန်ဖြေရမိမှမတိဖြစ်နေလေသည်အယိုးခံစိတ်ရှိသောကိုညမသည်ဒေါ်တုံးနဲ့မတန်ရင်တို့အပေါ်အဖြစ်မဖြစ်စေခြင်း၍အမှန်တိုင်းပြောရင်ဆုံးဖြတ်လိုက်ကတက်ပြင်းတစ်ချက်ချပြီးနောက်စကားဆိုလေသည်ဒေါ်တုံးနဲ့တန်းရင်တို့ကညာပြောတာမဟုတ်ဘူးမတောင်းဘလို့ကြီးလဲသူတို့ညာပြောတာမဟုတ်ဘူးဆိုသူတို့ပြောသလိုနင်လောက်ခဲ့တယ်ဆိုတဲ့သဘောလားအဲ့ဒီလိုလည်းမဟုတ်ဘူးကျုပ်အဲ့ဒီနေ့ကဘာဖြစ်သွားမှန်းကိုမသိဘူးကျုပ်ပြန်တတိယလာတော့ဦးအောင်မိမအနာရောက်နေတယ်ကျုပ်ဘာတွေလုံးမိမှန်းတကယ်မသိခဲ့တာနေအောင်နင်သူတို့ပြောသလိုလှုပ်လားမလှုပ်ဘူးလားပဲဖြေစမ်း
ငါနင့်ကိုပြေးဝယုံကြည်ထားတာကျုပ်ဘလို့ပြောရမလဲဗျာဘလို့မှမပြောနဲ့အမှန်တိုင်းပြောလှုပ်လားမလှုပ်ဘူးလားပြိုကြီးမျက်နှာမှာအနေငယ်တင်းပါလာသည်ကိုညမောင်၏စကားများမှာတူမထင်သားလို့မဟုတ်တော့ကြောင်လည်းဖြစ်သည်စိတ်မရှိတော့တဖြင့်လေတံကိုမြင့်ပြီးထမ်းမေးလိုက်ပြန်သည်ညမောင်ငါ့ကိုနင်ရှင်းရှင်းပြောနင်လှုပ်ခဲ့လားမလှုပ်ခဲ့ဘူးလားစိတ်တူစားပြုနေပြီဖြစ်တော့အပြိုကြီးကြောင့်ကိုညမောင်တရားပိုကြီးစိတ်လှုပ်ရှားကဦးကောင်းကိုငိမ့်ပြပြီးကျုပ်ဒေါ်တုတ်တို့ပြောသလိုလုံးမိတယ်ဒါပေမဲ့ကျုပ်စိတ်တယ်ပါလို့လှုပ်တာမဟုတ်ဘူးဘာဖြစ်သွားမလဲကိုညမောင်ဤစကားမဆုံးခင်မှာပင်အပြိုကြီးဒီကိုညမောင်ဤပါခက်ပြင်းပြင်းရိုက်ချလိုက်ပြီးအခုမှအယူကွက်တွေလာနင်းနေတယ်လူယုံမှာအပြိုကြီးဒီကိုညမောင်ကိုပါရိုက်ပြီးချက်ချင်းဆိုသလိုလဲထွက်ကတဲကုန်းအောက်ဆင်သွားလေတော့သည်ဘိုးထွေနားပင်မသွားတော့ပဲလံပါအားအတန်ခတ်မှပါဖြင့်ဩကာပြန်သွားလေသည်အချိန်နေမကောင်းမှန်းတတိထားမိတော့ဖိုးထွေးသည်ထေထိုးနေသည်ကိုရက်တန်းလိုက်ပြီးတဲကုန်းပေါ်သို့အလင်းမြန်ပြေးလာလေသည်ထို့နောက်သူသည်ငိမ့်ငိမ့်ငန်ငန်ဖြစ်နေတော့ကိုညိုမောင်အားမေးမြန်းလိုက်သည်ကိုညိုမောင်ဘာဖြစ်တာတော့ငါဘွားတော့သွားပါပြီကွာငါ့ကိုမတောင်းမုန်းသွားပြီအစောကနေအကောင်းကြီးလေဗျာဘာတွေဖြစ်ကုန်တာလဲငါဦးအောင်တဲထဲမှာဖြစ်ခဲ့တာကိုအမှန်တိုင်းပြောလိုက်တယ်ကွာဟာဗျာခင်ဗျားလည်းအဲ့ဒီလိုပြောစရာလားဗျဒုက္ခပါပဲငါသူ့ကိုမလိန်ချင်လို့လေဒါကလိန်တာမှမဟုတ်တာဗျာဖိုးထွင်းနဲ့ကိုညိုမောင်တို့စကားပြောနေချိန်မှာပင်တဲစီတို့ပေါက်တူးနဲ့ချိုးသိန်းတို့ရောက်လာကြသည်ထို့နောက်ပေါက်တူးဒီကိုညိုမောင်ကိုကြည့်ကကိုညိုမောင်ခင်ဗျားကိုရွာလူကြီးခေါ်နေတယ်ဘာငါ့ကိုဟုတ်လားဟုတ်တယ်ဘာကိစ္စတော့ကျုပ်တို့လည်းမသိဘူးဗျာကျုပ်တို့ရွာလူကြီးအိမ်ရှိဖြတ်သွားမိတော့သူကလမ်းခေါ်ပြီးခင်ဗျားကိုခေါ်ပေးဖို့ပြောတာရွာလူကြီးကခေါ်တယ်ဆိုတော့တွားမှာပေါ့ကျုပ်တို့လည်းလိုက်ခဲ့မယ်ဗျာဖိုးထွေးဒီထိုးတို့ပြောပြီးတဘိုးတုံးတင်တက်ထားသောနွားများကိုတွားဖြုတ်လိုက်ပြီးတဲစီတို့ဆွဲလာလေသည်ထို့နောက်တီကိုညမောင်ကိုခေါ်ကပေါက်သူချိုးသိန်းတို့နဲ့အတူပေပင်ရွာထဲသို့ပြန်သွားလိုက်ကြပါလေတော့သည်ပေပင်ရွာလူကြီးအိမ်တင်တော့ရမီရက်ဖမများပြင်ဆက်ဆက်ဆူရှိလာသောအမျိုးသမီးကြီးများနှင့်မျိုးသမီးငယ်များရောက်ရှိနေကြသည်ထိုဆက်ဆက်ဆူလူကြားတွင်ဒေါ်ပုဒေါ်တုံးနှင့်မတန်းရံပါဝင်ရွာထဲမှမိကြော့လိုက်ရင်မိချောတို့ထိပါလာလေသည်ဒီမတို့ဒီကိုညိုမောင်ဤလောက်ရအပေါ်လွန်စွာမုံတီးနေကထိုက်တင်တော့အပြင်ပေးရန်အတွက်ရွာလူကြီးကလာရောက်တိုင်တန်းသည့်ဒေါ်တုံးနှင့်မတန်းရင်အားဝင်းရန်လိုက်လာခင်ချင်းဖြစ်သည်ဒီမတို့ဒီရွာလူကြီးအိမ်အောက်ရှိကုပြည့်တွင်ထိုင်ကရွာလူကြီးအိမ်သို့ရောက်မလာသေးတော့ကိုညိုမောင်ကိုပြစ်တင်ပြောဆိုနေသည်ဟိုလူရုံမှကြီးခုထိမလာသေးဘူးတကယ်တရေပေါ်အိတ်တရေနားစားတဲ့သူရဲ့ဦးအောင်ကမြေသူ့ဖို့ဒီလောက်အထိကောင်းပေးနေတာသူရင်းတိုင်မိမကိုမှကြံရတယ်လို့အေးခွေးလောက်တောင်ဂျေဇူးမသိတဲ့လူဟုတ်ပါဒေါ်တုံးနဲ့မတန်းရင်သာပါမသွားရင်ဖြင့်မဝတီတော့တကယ်ဒုက္ခရောက်တော့မှာမှတ်ထားခွေးကလေးအယောဝင်ပါလျက်နားလျက်ဆိုတာအဲ့ဒါကိုပြောတာမဝတီကစေတနာထားပြီးတနာလို့အယောဝင်တယ်အခုကြည့်ရုပ်မှဖို့တန်းကြံ့တာပဲမိကျော်တို့များပြောတတ်လိုက်တာနင်တို့ပဲအစတုန်းကကိုညိုမောင်ကြီးနဲ့အခုမှအပြစ်ပြောနေတယ်အဲ့ဒီတော့က तू အဲ့ဒီလိုစိတ်ရှိတယ်ဆိုတာတိမှမသိပဲအေးမြို့သမီးများအချင်းချင်းထို့သူပြောနေသည်ကိုရွာကြီးတယောက်ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့လဲကြည့်ကဟန်သားလိုက်လေသည်ဟေးစကားတွေမများကြနဲ့နင်တို့ကမိမပီတာတယ်နင်းနေဆိုများများလုံနေကြတယ်ရွာလူကြီးမှထို့သူပြောသည့်အခါရွာလူကြီးကတော့သည်ရွာလူကြီးကမျက်စောင်းထိုးကြည့်လာပြီးတော့ပြစ်တင်ပြောဆိုလိုက်လေသည်သူတို့ပြောတာမဟုတ်လို့လားမဝတီတို့ဦးအောင်တို့ဆိုတာသူ့ဘောဘလောက်ကောင်းနေအခုလိုဖြစ်တာတော့မြို့ကမပြောနဲ့ရှင်းစီတောင်လာတိုင်လို့လားဒါတော့မတုတ်လာတိုင်လို့ရှင်ခေါ်ဆုံးမလို့ရတာမလားသူတို့ရှက်ကွဲမှဆိုလို့မပြောတာနေမှာပေါ့အခုတန်းရင်နဲ့မတုတ်လုံးမှတရားလုံးကုန်တီးကုန်တာပဲတီးတော့ဘာဖြစ်တော့အဲ့ဒီလိုကောင်မျိုးရဲ့အကျင့်ကိုတီးထားတော့တခြားမိမပြိုတွေလည်းဘေးကင်းတာပေါ့တော်စံနင်တို့မိမတွေဘာတွေမှမသိဘူးစကားကိုများတယ်ဘာလဲတော်ကညိုမောင်ကိုအားကျနေတာလားတော်လဲအဲ့ဒီလိုလှုပ်ချင်နေတာလားဒီမိမတော့ငါဘာမှတ်နေလဲရွာလူကြီးတယောက်အတော်လေးစိတ်ဆိုးသွားပြီလူကြားတဲ့တင်ထိုးထိုးပြောခံလိုက်ရတဲ့အတွက်မျက်နှာကြီးနီရဲကရှက်သွားပြီးကြွက်မနိုင်ကြီးမီလျှော့သည်ဆိုတဲ့အတိုင်းဒီယူခုကဲ့သို့ပြောခံရသည်မှာမစီမဆိုင်ကိုညိုမောင်ကြောင့်ဟုမဲ့ယူပြီးရောက်လာမှကောင်းကောင်းဆုံးမလိုက်မည်ဟုတွေးထားလိုက်သည်ညမကြမီပေါက်တူဂျိုးသိန်းနှင့်ဖိုးထွေးတို့ချန်ရန်ကကိုညိုမောင်တယောက်ရောက်လာလေသည်သူရောက်လာသည်နှင့်အိမ်ဝိုင်းထဲတွင်ရောက်နေသောအောင်တန်းမှဖိုးထွေးအားအတန်ခတ်တူတူဖြင့်စကားဆိုလေသည်ကိုဖိုးထွေးအချင်းကြီးကတော့မကောင်းဘူးဗျ
ကျုပ်တို့တွေကတော့ကိုကြီးညိုမောင်ဖက်ကပဲကိုတာရကတော့ကိုကြီးများတို့ကိုတွားခေါ်နေတယ်အေးကျန်တဲ့ကောင်တွေရောဘိုးတင်တို့အိမ်တော့ရောက်ခဲ့ပြီသူတို့မရှိကြဘူးအဲ့ဒီကောင်တွေရေဦးစင်ရန်တွားတယ်ထင်တယ်အေးကွာအသက်နိုင်ဆုံးတော့ကိုညိုမောင်ဖက်ကကားခွဲတာပေါ့ကိုညိုမောင်ဆိုတာမင်းတို့ငါတို့ငယ်ငယ်ကလေးကသူ့တဲမစားအိမ်တောက်အိမ်လိုနေလာတာသူအခုလိုလုံးဝမလုပ်ဘူးဆိုတာငါယုံတယ်ကျုပ်တို့ကာလာသားတွေယုံပါတယ်ခမည်းမိကြော့နေလိုက်ရင်ကပိုဆိုးနေတာမေလာဆိုသူတို့နဲ့ခေါ်တာမခေါ်တော့ဘူးအုံနောက်ကနှစ်ချက်သားဖိုးလောက်တော့မပါလာဘူးအဲ့ဒါကြောင့်ငါသူ့ကိုမယူသေးတာသူများရောက်ရင်တန်းလိုက်အောင်တာဟုတ်ပါဗျာအစောကသူတို့ကကိုညိုမောင်ကိုပြောနေတာများရစရာမရှိဘူးရွာလူကြီးငေါက်ထဲလိုက်လို့သာငြိမ်သွားတာအောင်တန်းတယောက်ဖိုးထွေးနာကက်ကတီတိုပြောနေချိန်ရွာလူကြီးတီတန်လျားနဲ့ထိုင်နေရမှမတ်တက်ရက်လိုက်ပြီးကိုညိုမောင်အားအတန်ခတ်မှနဲ့ခေါ်လိုက်လေသည်ညိုမောင်လောင်းဟုတ်ကဲ့ရွာလူကြီးကိုညိုမောင်အိမ်အောင်ရောက်လာသည်နဲ့မနှင်းမြုပ်တော့အကြည့်တို့ဖြင့်ကြည်နေသည့်မိန်းကလေးများနဲ့တော်တော်တို့မှစတင်ပြီးအတမမာနဲ့စတင်ပြီးပြစ်တင်ပြောဆိုလာလေသည်ညိုမောင်နင်းမို့ရွာထဲမျက်နှာပြောင်တိုက်ပြီးဝင်လာရဲသေးတယ်နော်နေဟဲကိုယူမဲ့မိန်းမတယောက်လုံးရှိနေတာကိုတည်ငါဆန္ဒကိုမထိန်နိုင်ဘူးဖြစ်ရတယ်လို့တော်တော်အတိတရားကင်းမဲ့တဲ့ကောင်ပဲဟုတ်ပယောက်ျားကကြားပဲဆိုတာအခုမှတကယ်ယုံသွားတယ်မလစ်လို့ဘာမှမလုပ်တာကျုပ်တို့ကတော့မလစ်လို့မကြမ်းတာမလားမိကျော့မှထို့တော့ဝင်ပြောလိုက်ချိန်ဖိုးထိုးကြီးအတန်ခတ်မှဖြင့်မိကျော့အားဟန်သားလိုက်လေသည်မိကျော့နင်တို့မဆိုင်တာတွေရှောက်မပြောနဲ့နင်တို့မိန်းမတွေတခုခုဆိုအပြစ်ပြောဖို့လောက်ပဲသိတာမြင်နေရလန်ဆိုင်တဲ့အထဲမှာနင်တို့တွေကထိတ်ဆုံးကပဲပြောတော့မိခင်စည်းစိတ်ကြီးတယ်ဘာနဲ့နင်တို့တွေကသူများစကားနဲ့လမ်းဆုံးနေသူတွေဖိုးထွေးမှထို့တော့ပြောလိုက်တဲ့အခါတော်တော်တယောက်ဖိုးထွေးအားမကြည်မနှက်ဖြင့်ရန်စထောင်မှလေတော့သည်ဖိုးရီနင့်စကားကိုကြည့်ပြောနင့်ပြောပုံရငါတို့ကပဲအားချောင်းတယ်လို့ဘာလို့နဲ့နင့်အကောင်တကယ်လို့ငါတို့ကလှုပ်တယ်ပြောတာခမားတို့ကကြက်တူရေးကတော်တော်မေဘော်ကကေးခဲဖြစ်နေတာကာယကံရှင်ကဘာတမ်းမှမထွက်ဘူးခမားတို့ကိုယ်တိုင်အခွားခံရတာကြားနေတာပဲဖြစ်ပြက်နေလိုက်ကြတာဖိုးထွေးခရိုင်ရိုင်းစကားကြောင့်ဒေါ်တုတ်မှဆဲရီတိုင်းထွက်ချင်တော့လေရွာလူကြီးတို့လင်မယားရှိတွင်ဖြစ်နေ၍အတော်စိတ်ထိန်ထားပုံရလေသည်ဖိုးထွေးရင်တည်သောစကားကြောင့်ရွာလူကြီးကတော့ဖိုးထွေးဤမိခင်ဖြစ်သူဒေါ်သေးတယ်မှမနေတာတော့ပဲဖိုးထွေးအားပြစ်တင်ပြောဆိုလာလေသည်ဖိုးထွေးနေမရိုင်းလာချီလားလူကြီးကဘလို့စကားပြောတာလေဘာလူကြီးလဲတခုခုဆိုရွာထဲလိုက်ဖွာတဲ့လူကြီးလားသူပြောတာမဟုတ်လို့လားညိုမောင်ကရောဘာလို့မဟုတ်တာလှုပ်တာလေညအမေကရောတသက်လုံးရွာမှာနေတဲ့အတူတွေထက်မနေ့တနေ့မှရွာရောက်လာတဲ့မိန်းမကြီးကိုယုံနေတာလားဘယ်မိန်းကလေးမှမဟုတ်တာမလုပ်ပဲအရှက်ကွဲခံပြီးမပြောဘူးအခုကမတုံးနဲ့တန်းရင်တို့မျက်စိနဲ့တက်အပ်မြင်တာဟဲ့အဲ့ဒါကိုနင်းသိလားမြင်တာပဲသိတယ်လေအဲ့ဒီမိန်းမကကိုညိုမောင်ကိုဘာတွေနဲ့ပြူစားထားမှန်းမှမသိတာဟိုးကလေးကကိုညိုမောင်ကိုမြူးဆွဲနေတာဆိုတာကိုခမားတို့သိလားအဲ့ဒါကြီးကြတော့မသိဘူးမလားဘာဖြစ်ဖြစ်မိန်းမနဲ့ယောက်ျားဖြစ်ရင်မိန်းမချီအမှန်ပဲခမားတို့ဟာမဟုတ်သေးဘူးဖိုးထွေးမှထိုးထိုးပြောလိုက်တဲ့အခါပေါက်တူးတီလဲဖိုးထွေးစကားကိုထောက်ခံပြီးတော့ဒိုသေးတဲ့အားစကားဆိုလိုက်လေသည်အဲ့ဒါတော့ဟုတ်တယ်လက်မဆွဲပဲဆွဲတယ်ဆိုပြီးရော်ကြီးတောင်းတဲ့မိန်းမတွေမြင်ဖူးတယ်ဒါမျိုးစီဆိုဘယ်လိုလုပ်မလဲနင်တို့တော်စမ်းနင်တို့ရောက်ဖောက်မို့လူရုံးမှာဖက်ကရှေ့နေလိုက်ပေးနေတာလားဤတို့ဖြင့်ရွာလူကြီးအိမ်နဲ့ကာလာသားများတစ်ဖက်မိန်းကလေးများတစ်ဖက်စကားများနေကြလေသည်ပေပင်သားတို့ဤစီးလုံးမှုသည်ယခုချိန်တွင်ပြက်ပြားကုန်ကြလေပြီဖြစ်သည်မိန်းမတယောက်ဤမာယာမအစပြု၍ယခုကဲ့သို့ကြီးကျယ်စကားများကြသည့်အခြေအနေကိုရောက်ကုန်သည်မိန်းကလေးများသည်ကိုညိုမောင်အားလက်ညှိုးငေါငေါထိုး၍ရစရာမရှိအောင်ပြောကြလေသည်ထိုမိန်းကလေးများမှာမိကြော်နှင့်လိုက်ရင်တို့အပြင်ပေပင်ရွာသူတော်တော်များများဖြစ်ကြလေသည်ကိုညိုမောင်တယောက်ရှက်လွန်း၍မျက်ဝန်းမှမျက်ရည်များစီးကြလာသည်ဒီဖြစ်လေသည်သူသည်မိသည့်စကားပြောရမည်မှမသိလူအုပ်ကြီးတဲ့အငွေ့ဖြစ်ကပျောက်ကွယ်သွားရန်ဆူတောင်းနေမိလေသည်ထို့နောက်သူသည်သူ့ဖက်မှကားကွယ်ပြောပေးနေသည့်ဖိုးထွေးတို့အားပခုံးကိုပုတ်၍တားဆေးလိုက်လေသည်ဖိုးထွေးတော်ပါတော့ကွာမပြောတော့ရနဲ့ဟေးဗျာမိန်းမတွေနဲ့ဖက်ရန်ဖြစ်ရတာမဟန်ဘူးသူတို့အတန်တွေကြီးပဲအတော်အားကျဲတဲ့မိန်းမတွေပဲဖိုးထွေးတို့ဒီလဲနောက်ထပ်စကားမပြောဘဲငြိမ်လိုက်သည်မိန်းကလေးများဒီကအတန်ကျဲဆုံးပြည့်ကိုညိုမောင်အားလက်ညှိုးငေါငေါထိုးကရန်တွေ့လေသည်ထို့နောက်ရွာလူကြီးသည်စပွဲခုံအားလက်နစ်ပုတ်ကငြိမ်တက်ရန်အတွန်းဟန့်လိုက်လေသည်အားလုံးတိတ်ကြနင်တို့တွေအော်ကြီးဟစ်ကျဲပြောမယ်ဆိုရင်ငါအိမ်ဝိုင်းတွေကထွက်တေးတယ်နင်လဲလူကြီးဖြစ်ပြီးလူကြီးလို့နေရွာလူကြီးထို့သို့ပြောလိုက်သည်အခါမှအားလုံးငြိမ်သက်သွားကြလေသည်ထို့နောက်ရွာလူကြီးသည်ပါးပြင်ပေါ်ကျနေသည့်မျက်ရည်များကို
လက်ဖမိုးနှင့်တုပ်နေသောကိုညိုမောင်အားလက်ရက်ခေါ်ကအတန်ခတ်မမာနှင့်စကားဆိုလေသည်ကဲညိုမောင်ကြွားတွေကလူတွေတဘောကတော့မင်းပြင်းတဲ့အတိုင်းပဲမင်းဖက်ရက်တီပေးတာဆိုလို့မင်းတဲလာဖို့တဲ့ကောင်တွေလောက်ပဲရှိတယ်အဲ့ဒီတော့ငါရှင်းရှင်းပဲပြောမယ်မင်းနောက်ဆိုရွာထဲမလာနဲ့တော့ကွာဗျာဟုတ်တယ်ရွာထဲမလာနဲ့ပြီးရင်ငါတဲမှာမင်းနေတယ်လို့ကြားတယ်မင်းကတဲမှာလည်းမနေနဲ့ကွာမင်းဘာသာဘဲမှာနေနေရွာလူကြီးစကားကြောင့်ကိုညိုမောင်မြည်သည့်စကားပြန်ပြောမှမသိဖြစ်သွားတော့သည်ဖိုးထွေးတီကအဘဖြစ်သူရွာလူကြီးကိုစူးစူးရဲရဲကြည့်လိုက်ကအဘဘလို့ပြောလိုက်တာလဲဗျာအဘကတမာတမက်ရှိတဲ့သူတယောက်ပါအခုလိုတော့မပြောသင့်ဘူးရွာတွေကမိမတွေတဘောလဲမင်းမြင်နေမလားဒါငါအတက်ညာဆုံးဖြတ်တာအမှန်ဆိုသူ့အမှုကမြို့တက်ပြီးပရင်းကျင်းမှုစူးစမ်းရဲဆိုပြီးတိုင်ချက်ဖွင့်လို့ရတယ်မဟုတ်ဘူးလေဗျာဒါကြီးကတော့မဟုတ်သေးပါဘူးအခုလိုဆုံးဖြတ်မယ်ဆိုရင်လဲတော်ရဲလာပြီးအေးအေးဆေးဆေးပြောလို့ရတာကိုအဘကတက်တက်လူတွေစုပြီးခေါ်ရှက်ခွဲတာပဲဖိုးထွေးဤစကားကြောင့်ရွာလူကြီးသည်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ကမိသည့်စကားမှမဆိုပဲဖြစ်သွားရသည်အကြောင်းမှာကိုညိုမောင်အားယွန်ရှာသည့်အကြည့်ဖြင့်ကြီးနေကြတော့ရွာသူရွာသားများအပြားအိမ်ထဲရောက်နေကြသည့်အတွက်ဖြစ်သည်ရွာလူကြီးမိသည့်စကားမှပြန်မပြောတော့သည့်အချိန်မှပင်ကိုညိုမောင်သည်ဦးကောင်းကိုငိမ့်ပြပြီးမိသည့်စကားမှပြန်မပြောဘဲရွာလူကြီးအိမ်မှာခက်မြက်မြက်ထွက်သွားလေသည်ဖိုးရီတို့ဒီလေကိုညိုမောင်ကိုပြစ်တင်ပြောဆိုတော်သူများအားမကြည့်လို့ကြည့်လိုက်ကခမများတို့တိလာစေရမယ်ထို့သို့ပြောပြီးပေါက်တူဂျိုးသိန်းအောင်တန်းတို့နဲ့အတူကိုညိုမောင်နောက်သို့လိုက်ပါသွားကြလေတော့သည်ဦးကဲတယောက်တန်လျားတွင်ထိုင်ကဈေးတံကိုခဲပြီးတစုံတစ်ခုကိုတွေးတောနေသည်လူရဲ့ရှေ့တွင်တော့ဘိုးတင်တာအေးပေတူတို့ရှိနေပြီးကိုညိုမောင်ကိစ္စအားဦးကဲထံလာရောက်ပြောပြအကြံဉာဏ်ယူနေခြင်းဖြစ်လေသည်အတန်ကြာတော့ဦးကဲသည်တက်ပြင်းတစ်ချက်ချလိုက်ပြီးမင်းတို့ပြောပုံရဆိုရင်ဦးအောင်မိမကအစစ်မမြင့်တဲ့ပညာစီရင်ကိုတုံးသွားတာဖြစ်နိုင်တယ်ကွပီးရဆေးမှာအဲ့ဒီမျိုးတွေရှိသေးတာလားရှိတယ်ကွအဲ့ဒီဆေးကအနံ့ကိုအဓိကထားရတာဒီဆေးဖော်ဖို့ဆိုရင်ဆေးပညာလည်းတက်ရမယ်အောက်လန်းပညာလည်းတက်ရမယ်ကွအဲ့ဒါဆိုကျုပ်တို့ကိုညိုမောင်ကြီးဆေးကြောင့်ဒီခုလိုဖြစ်ရတာပေါ့ဟုတ်လားဦးကဲတေချာပေါ့ကွာအဲ့ဒီဆေးနှံ့ရရင်အဲ့လူကအတိစိတ်လွတ်သွားတာကွသူ့ကိုယ်သူဘာဖြစ်လို့ဖြစ်မှန်းမသိပဲလူရှိမရှောင်သူရှိမရှောင်ဆေးဆွတ်ထားတဲ့လူကိုတန်တန်ဆန်ဖြစ်တော့တာပဲဒီဆေးမျိုးက6ချတဲ့နေရာတွေမှာအဓိကသုံးတယ်အဲ့ဒါဆိုကျုပ်ဘမိန်းမကအဲ့ဒီလိုဆေးတွေသုံးခဲ့တာသိချတယ်ကိုညိုမရေးစားရှိတယ်ဗျာပြီးတော့ယူလဲယူတော့မှကိုအဲ့လိုလူတယောက်ကအခုလိုမျိုးကြီးဖြစ်သွားတယ်ဆိုတာစဉ်းစားကြည့်စရာတော့မလိုဘူးဒါတက်ရုံမာတာပဲပြီးတော့မရှက်တမ်းပြောရရင်ကျုပ်ဘမိန်းမကကိုညိုမောင်ကြီးကိုမြူဆွဲဖူးတယ်အဲ့ဒီလိုရှိသေးတာလားရှိတာပေါ့ဗျာသူလိုတာများလို့အခုတွေလောက်တာနေမယ်အဲ့ဒီလိုရှိခဲ့တယ်ဆိုရင်အသေးချာပေါ့ကွာဒါနဲ့ဦးကဲကဒီလိုဆေးမျိုးဖော်တတ်လားရမက်ဆေးကိုပြောတာလားရမက်ဆေးဟုတ်လားဟုတ်တယ်အဲ့ဒီဆေးနဲ့ရရင်ရမက်စိတ်တွေများလာတာလေသူ့ကိုရမက်ဆေးလို့ခေါ်တယ်တော်တော်အောက်တန်းကြတဲ့ဆေးပါကွာပြီးတော့လောက်ရတာလေတော်တော်ခက်တယ်လောကမှာအဲ့ဒီဆေးဖော်နိုင်တဲ့သူလက်ချိုးရည်လို့ရတယ်အဲ့ဒီထဲမှာငါကောပါတာပေါ့ကွာဦးကဲမှာခက်ကြွကြွလေးပြောလိုက်ရဘိုးတင်တို့မှာအတော်ထင်ကြီးသွားကြသည်ထို့နောက်ဘိုးတင်ကြီးကူကောင်းကိုငိမ့်ပြလိုက်ပြီးဦးကဲဒါဆိုကိုညိုမောင်ကိုအဘမိမအကောက်ကျန်တာတေးချနေပြီကျုပ်အဘကိုသွားတတိပေးလိုက်မယ်အေးမင်းအဘလည်းအဲ့ဒါတွေသိပါတယ်ဒီကောင်မိမစကားမှမိမစကားဖြစ်နေတာအဘလည်းအဲ့ဒီလိုဆေးတွေအကြောင်းသိတယ်လားသိတာပေါ့ကအဲ့ဒီကောင်သူ့မိမဘာလို့ကောင်းနေဖြစ်နေတာမိမကငငယ်လေးဆိုတော့မင်းအဘသူထားသွားမှကြိတ်ကြောက်နေတာနေမှာပေါ့ဟုတ်ပြီအဲ့ဒါဆိုကျုပ်အဘကိုအရင်သွားပြောကြည့်မယ်ဗျာသူလက်ခံရပြီမင်းအဘပြောလေရမှာမဟုတ်ဘူးငါကောင်ရေမင်းအဘကတဖြည်းဖြည်းနဲ့လုံးမရကြောက်ကြီးဖြစ်နေပြီအဲ့ဒါတော့ဟုတ်တယ်အခုတလောကျုပ်ဘကသူ့မိန်းမသူ့မိန်းမဖြစ်နေတာကြည့်လေလို့ငါကောင်နေအောက်လန်းစရာအောက်လန်းအတိုက်လည်းမိနေအောင်မယ်ကျုပ်လည်းအဲ့ဒါပဲစိတ်ပူနေတာဦးကဲရေကဲဒါဆိုကျုပ်တို့ပြန်တော့မယ်ဗျာမင်းတို့ဒီမှာညအိမ်မှာမဟုတ်ဘူးလားမင်းတို့လေးကြီးတောင်မင်းတို့စားဖို့တောက်ဖို့ပြင်းစင်နေပြီမိတော့ဘူးကဲရေကျုပ်တို့အပားနဲ့ရွာလူကြီးတွေကိုကြိုရှင်းပြထားရမယ်ဘိုးစောရွာတွေကလူတွေကလည်းကိုညိုမောင်ကိုအထင်လွဲနေပြီဗျဒီကိစ္စခက်မြက်မြက်လှုပ်ရှားမှရမှာအေးအဲ့ဒါဆိုလည်းပြန်ကြဖို့ကွာဘိုးတင်တို့ဒီအကျိုးအကြောင်းကောင်းစာတည်သွားပြီမို့ဦးကဲအိမ်မှာထွက်လာခဲလိုက်လေသည်သူတို့ဒီပေပင်ရွာပြန်သည့်လမ်းတွင်ဦးအောင်နဲ့ရွာလူကြီးအပြင်မျက်မြင်သက်သေများဖြစ်သောဒေါ်တုံးနဲ့မတ်တန်းရင်တို့ကိုရှင်းပြလင်အခုကိစ္စပြီးဆုံးသွားမည်ဟုထင်ထားပြီးတော့မဝတီဒီလည်း
သူပြင်းနေသူခံသွားမိဟုယုံကြည်ကပေပင်ရွာသို့ခက်မြက်မြက်ပြန်လာကြပါလေတော့သည်ဖိုးထွေးသည်သူ၏တဲမှပြောင်းတော်မီကိုညိုမောင်အားမပြောင်းရန်အတွက်နားချလိုက်လေသည်ကိုညိုမောင်ဒီကမျက်နှာခက်ပြုံးပြုံးဖြင့်ဖိုးထွေးအားစကားဆိုလိုက်သည်ဖိုးထွေးမင်းဘာကငါ့ကိုပြောင်းခိုင်းထားတယ်လေကွာငါလေးရွာမှာနေချင်စိတ်မရှိတော့ပါဘူးတခြားရွာကိုပြောင်းပြီးအဲ့ဒီဘက်မှာပဲအလုပ်လေးပြန်လုပ်မယ်ကွာငါအတွက်ကြောင့်နေမင်းတို့စကားတွေများခဲ့ရပြီမဟုတ်ဘူးလေဗျာခမရအကျုပ်တို့ရွာသားပဲလေငါကရွာသားလို့ဘယ်လိုပြောလို့ရမှာလဲကွာရွာထဲမှာငါအိမ်မှာမရှိတာထားလိုက်ပါကွာငါသွားတော့မယ်မင်းတို့ကတော့တကယ်ကျေးဇူးတင်ပါတယ်ဘိုးတင်တို့လာအောင်စောင့်ပါဦးဗျာဘိုးတင်ကခမရကိစ္စရှင်းပေးနိုင်ပါတယ်သူတို့လည်းငါ့ကိုဘဲမှမတော်ဘူးပြောမှာငါဒီရွာမှာဆက်မနေချင်တော့ဘူးကွာငါတော်တော်ရှက်နေပြီမင်းတို့တွေငါ့ကိုနားလေပေးစမ်းပါကွာအဲ့ဒါဆိုကိုညိုမောင်ကဘယ်ကိုသွားမှာတော့လက်ပတော်ဆိုလားအဲ့ဒီကိုသွားမယ်ကွာအဲ့ဒီမှာတစ်ဆွဲတဲ့အလုပ်လုပ်မလားလို့တီတီကြီးကြီးပြောနေကြတော့ကိုညိုမောင်ကြောင့်ပေါက်တူဖိုးထွေးချိုးသိန်းနဲ့အောင်တန်းတို့မြည်တို့ပြန်ပြောရမယ်မသိဖြစ်နေသည်ဖိုးထွေးဒီကကိုညိုမောင်အားရွာထဲမှာကိုမြကြီးတို့နှင့်ရိုးစင်ရွာသားတော့ဘိုးတင်တို့အားစောင့်နေစေကြသည်တို့ပေမဲ့ကိုညိုမောင်ဒီကဦးကောင်းကိုတင်တင်ခါရမ်းကညင်းလေသည်အခုလောလောဆယ်ငါရွာနဲ့ဝေးရကိုသွားမှပဲဖြစ်မှာမို့ပါကွာအပြူကြီးလည်းငါ့ကိုမုန်းသွားပြီအဲ့ဒီတော့ငါဒီရွာနဲ့နီးရမှာနေစိတ်ခံစားချက်ကောင်းမှာမဟုတ်ဘူးကွနောက်မှမင်းတို့စီပြန်လာလဲမယ်ခမရကလည်းပြောရခက်လိုက်တာဗျာချုပ်ခမရကိုစိတ်မချတာဖိုးထွေးရငါမျက်နှာကိုလည်းကြည့်အောင်စိတ်မချစရာကောင်းနေလို့လားလူလောကကြီးမှာကျင်လေလာတာကြားပါပြီကွာဘာမှမဖြစ်ပါဘူးကဲငါသွားတော့မယ်ဦးမြကြီးတို့ဘိုးတင်တို့လာရင်နှုတ်ဆက်သွားတယ်လို့ပြောပြီးအောင်ကျုပ်စုထားတဲ့ငွေလေးပေးလိုက်ချင်းလို့ပါဗျာဖိုးထွေးမှသူတို့ပြောလိုက်တဲ့ဖြင့်ကျန်တော်သူများသည်လည်းဖိုးထွေးစကားထောက်ခံလေသည်ကျုပ်လည်းရက်တောက်ဖို့ခြံထားတာလေးပေးလိုက်ချင်တာရပါတယ်ပေါက်တူရမင်းပါတာရက်ပဲတော့ရှော့လဲတော့လူကဖောနေပြီထွက်နေတဲ့တောနှချောင်းတော့ပြန်ဝင်တော့မယ်အေးပါဗျာကျုပ်လည်းရှော့တောက်နေပါတယ်ဘာလဲပစိုးရှော့တောက်တာလားကိုညိုမောင်ကတော့လောက်တော့မယ်ဖိုးထွေးတို့သည်နောက်ပြောင်စကားများပြောဆိုနေသည်ကိုညိုမောင်အားစိတ်ချလက်ချနဲ့လွတ်လိုက်သည်ကိုညိုမောင်သည်ဖိုးထွေးတို့အားလက်ပြနှုတ်ဆက်ပြီးတဲကုန်းပေါ်မှဆင်းသွားလိုက်သည်ဖိုးထွေးတို့မျက်နှာကွယ်ရာရောက်တွင်တော့သူ၏ရှင်ပြနေသည့်မျက်နှာမှရုတ်တရက်ဆိုသလိုညှို့မိုင်းသွားပြီးသူအားပြစ်တင်ပြောဆိုနေသောစကားတို့အားနားထဲပြန်ကြားရောက်လိုနေသည်သူမအရင်များညီမအရင်များတန်ရောစင်ရှိသောသူများမှလက်ညှိုးငေါက်ထိုးပြီးပြောဆိုသောစကားတို့အားကြားရခြင်းလွန်စွာရှက်ရွံ့ခဲ့ရသည်သူထိုတို့မလောက်ကြောင်ကိုမိတို့တက်တည်ပြမည်နည်းဟုစဉ်းစားနေရင်ကလမ်းလျှောက်လို့နေလေသည်ရှောင်ပြေးဖို့ရာအတွက်ဖိုးထွေးတဲမှထွက်ခွာခွင့်ရအောင်သာရှောက်ပြောပြီးလာခဲ့ခြင်းဖြစ်သည်ဤတို့ဖြင့်လမ်းလျှောက်လာရာရွာနှင့်အတန်လမ်းပြီးလူသူကင်းသောနေရာအရောက်လမ်းနေသောခြေလမ်းတို့အားရက်တန့်လိုက်ပြီသည်ထို့နောက်သူသည်ရှိုတစ်ခုအတွင်သို့ဝင်ရောက်လိုက်လေသည်ထိုရှိုထဲတွင်ရေကန်ရှိပြီးရေမာတော်ကိုနှက်ပေသည်ကိုညိုမောင်ဒီကတက်ပြင်းတစ်ချက်ကိုရှာလိုက်ပြီးအရှက်အတွက်ထိုစိတ်မရှိကြောင်းတက်တည်ပြရန်အတွက်အသက်ကိုအသေးခံမည်ဟုယူမိုင်းဆုံးဖြတ်လိုက်ပါတော့သည်ဘိုးတင်တို့ရွာကိုခက်မြက်မြက်ရှောက်လို့နေသည်အချိန်ဒီကညနေအချိန်ပင်ဖြစ်သည်ပေသူသည်လမ်းလျှောက်နေရင်ကရုတ်တရက်ဆိုသလိုခြေလမ်းအားရက်လိုက်ပြီးတာအေးအားလမ်း၍စကားဆိုလိုက်သည်တာအေးတို့ငါကိုင်းထောက်ထားတာသွားကြည့်အောင်အေးဟုတ်တာကြည့်အောင်လေညာဟင်းစားလေးပါလေရလည်းမစိုးဘူးပေသူနဲ့တာအေးထိုတို့ပြောနေသည်ကိုဘိုးတင်တရားမကြည်မနှက်ဖြင့်ပြစ်တင်ပြောဆိုလေသည်မင်းတို့ကလည်းအရေးတယ်တငါတွေစိတ်ဝင်နေပြန်ပြီငါးပါးစီတွားပြောရပါမယ်ဆိုမှကြီးကျယ်နဲ့ပြီးရင်မင်းပဲအသိစားလာတာလာစကားမများနဲ့တွားကြည့်အောင်မင်းတို့ကဘယ်နာထောင်လာတာလဲဒီကြီးတော့တင်းရှို့ထဲမှာအဲ့ဒါဆိုလည်းမြန်ကြည့်ကွာအဲ့ဒီရှို့ထဲမှာကန်ရှိတယ်မလားအေးရှိတယ်ဘာလို့လဲရေချိုးမလို့လားမဟုတ်ပါဘူးကွာကဲမြန်သွားဘိုးတင်တို့တောင်းရောက်သည်ရှို့တင်တို့ခက်မြက်မြက်ဝင်သွားလိုက်ကြလေသည်သူတို့ဝင်ရောက်သွားသည့်အချိန်ရေထဲ၌တလွတ်လုံးနှင့်ပွက်နေသည်ကိုတွေးလိုက်ရသဖြင့်ပေသူမှအားရဝမ်းသာစကားဆိုလေသည်ငါးတွေကတော့တော်ကိုပွက်တယ်ဟေ့တော်တော်ကြီးပုံရတယ်အေးနေလူဟာရေနစ်နေတာတာအေးမှတေချာကြည့်ပြီးပြောလိုက်ရာသူတို့ဒီအချိန်မဆိုင်မဲရေကန်တင်းတို့ခုန်ချကခက်မြက်မြက်ဆယ်လိုက်သည်ရေကန်ဘော်တို့ရောက်တဲ့အခါသူတို့ဒီတယောက်မျက်နှာတယောက်ကြည့်ပြီးပါဇက်ထဲမှာရေများအံ့ထောက်ကပလက်လန်နေသည်သူဟာအန်အော်တကြီးကြီးမိလေသည်ညိုမောင်ဖြစ်နေတော့ကြောင့်ပင်ဖြစ်သည်ဘိုးတင်တို့သည်ကိုညိုမောင်အားတတိပြန်ရအောင်ပြုစုပေးလိုက်ပြီး
တတိပြန်ရလာတော့ကိုညိုမောင်အားပြစ်တင်ပြောဆိုလေသည်ခမရယူနေလားခမရဒီလိုလောက်ကြလို့လားယာငါလိလောကထဲမှာမနေချင်တော့ဘူးဘိုးတင်ငါသူတို့တွေပြောတာကိုလုံးဝလက်မခံနိုင်တော့ဘူးခမရကိုဘသူကဘာပြောလို့လဲထိုအခါကိုညိုမောင်သည်ငုတ်တုတ်ထိုင်ပြီးရွာလူကြီးအိမ်တွင်ဖြစ်ခဲ့သောအကြောင်းအားပြန်လည်ပြောပြလိုက်သည်ထိုအခါဘိုးတင်ဒီတာမကကြံတော်ပေသူနှင့်တာအေးတို့အားလုံးစိတ်တူသွားကြပြီတော်လူပစံတဲ့သူတွေပဲကွာအေးဟုတ်တယ်ဒီကိစ္စကမင်းအဘမိန်းမကြောင့်ဖြစ်တာမင်းဘယ်လိုလုပ်မလဲဟိုလူတွေကလည်းတေချာကြည့်ထားပါဆိုဘာလို့လွတ်ထားလဲမသိဘူးဘိုးတင်ဒီဖိုးထွေးတို့အားပြစ်တင်ပြောဆိုတဲ့အခါကိုညိုမာမဦးကောင်းကိုရမ်း၍ရှင်းပြလေသည်သူတို့ပြစ်မရှိပါဘူးကွာငါကညံစင်ပြီးထွက်လာတာပါကိုကြီးညိုမောင်ကျုပ်တို့မှာတဲတလုံးရှိတယ်ရွာနဲ့လည်းဝေးတယ်အဲ့ဒီမှာနေဗျာကျုပ်ခမ ्या ကိစ္စကျုပ်တို့ရှင်းမိမယ်ကျုပ်တို့အဖြေတီးခဲ့ရပြီဘာအဖြေလဲဘိုးတင်ခမ ्या ကိုကျုပ်ဘမိန်းမကစေးခတ်လိုက်တာသူ့စေးကအနမ်းရတာနဲ့မကောင်းတဲ့စိတ်တွေဝင်လာတာစိမ့်ရွှင်ရွှင်အနမ်းမျိုးလားကျုပ်တို့လည်းမသိဘူးလေငါစိမ့်ရွှင်ရွှင်အနမ်းရလို့မျက်လုံးဖွင့်ကြည့်လိုက်တာဟိဒီနောက်ပိုင်းဘာမှန်းကိုမသိတော့ဘူးမင်းတို့ပြောပုံရမင်းဘမိန်းမကငါ့ကိုစေးခတ်လိုက်တာပေါ့ဟုတ်တယ်ကဲကိုကြီးညိုမောင်ဘာမှမပူနဲ့အနာတိရင်စေးရှိတယ်ခမ ्या ကိုအဖြစ်ပြောတဲ့သူတွေကိုကိုချင်းစာတန်အောင်ကြုတ်လုပ်ပြမယ်ကဲဟဲကောင်းလေကိုကြီးညိုမောင်ကိုခေါ်ခဲ့ငါတို့တော်ထဲသွားမယ်ပြီးရင်ငါတို့လုပ်ငန်းစတာပေါ့ကွာဘိုးထင်ဒီထိုးထိုးပြောပြီးဒီကိုလုံးကြီးများဆူရွှဲနေသည့်ညိုမောင်ကိုခေါ်ကမိဖြူကိုထားရန်စောက်ထားသည့်တောအတွင်းမှတဲလေးစီတို့ခေါ်ဆောင်သွားလိုက်လေသည်လူမကြီးစိတ်ထဲတင်တော့ဦးကဲပြောတော့ရမက်စီအကြောင်းဖော်ထုတ်ပြီးရွာထဲမှလူများအားပညာပေးရမည်ဟုတေးချစွာဆုံးဖြတ်ချက်ချထားပြီးဖြစ်ပြလေတော့သည်